ပွဲရှာနေတဲ့စက်ရင်မိုးဇက်ဖွဲ့ကိုစင်ပေါ်မှာစောင်းပြောလိုက်တဲ့အောင်စပူပြဿနာရဲ့အစားကတော့ PPTV ကနေဇက်ပွဲတွေတိုက်ရိုက်လိုင်းလွှင့်ရာကနေစတင်ခဲ့ရပါစက်ရင်မိုးကအဆိုပါရုပ်သံနဲ့စာချုပ်ချုပ်ပြီးလိုင်းလွှင့်နေတယ်လို့အောင်စပူကလည်းလှိုင်းသားရမှာကတဲ့ရာသီပိတ်ပွဲကိုလိုင်းလွှင့်ခဲ့ပါတယ်ဒီလိုလွှင့်တဲ့အပေါ်စက်ရင်မိုးရဲ့ဆက်စီအောင်ကျော်ထွန်းကအောင်စပူကိုစက်ရင်မိုးလုံးတယ်လို့မျိုးလိုင်းမလုပ်ပဲကိုလန်းကိုဖောက်ဖို့လူမှုကွန်ရက်အစာမျက်နှာကနေမတိတတိအဆောင်မြောက်ပြောဆိုခဲ့ပါတယ်ဒီလိုပြောဆိုမှုအပေါ်အောင်စပူဘက်ကအွန်လိုင်းကနေပြန်မချိပါပဲသူပိုင်နိုင်တဲ့စင်မြင့်ထက်ကနေပညာသားပပပြန်လေတုံ့ပြန်ခဲ့ပါတယ်။တကယ်တော့ PPTV ကသူ့ကိုအရင်ကတည်းကကမ်းလှမ်းခဲ့ပေမဲ့တပင်အနှစ်သာရပြတ်မှာဆိုလို့ညှင်းဆန်ခဲ့ကြောင်းနဲ့အခုလင့်နာကတာဝန်ရှိသူတွေနဲ့ရင်းနှီးမှုကြောင့်သာလက်ခံခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့တာပါ။ပရိသတ်တွေကြားအထိမိဆုံးနဲ့ပွဲစုသွားစီတာကဒီလိုလိုင်းလွှင့်တာဟာငွေကြေးရလို့မဟုတ်ပဲစေတနာတသက်နဲ့အခမဲ့လွှင့်ပေးတာလို့အောင်စပူကပြပြတသားပြောချလိုက်တာပါ။ဒီစကားကစားကျုံးနဲ့ငွေကြေးယူပြီးလွှင့်နေတဲ့စက်ရင်မှုကိုတိုက်ရိုက်ထိုးနှက်လိုက်တာဖြစ်လို့တဖက်ပရိသတ်တွေကြားမှာအတော်လေးကြရိတ်သွားခဲ့ပါတယ်။ပရိသတ်တို့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲရှင်။